ဒီနေ့ကတော့ Dyson ကို review လုပ်မှာဖြစ်ပါတယ်။နောက်ဆုံး Dyson box ကိုဖွင့်လိုက်ပါတယ်။ဒီ box ကဖွင့်ရခက်နေပါတယ်။အပေါက်ရှာမတွေ့လို့တော်တော်လေးကိုဖွင့်လိုက်ရပါတယ်။ကြည်တောက်တောင်မှတုံးလိုက်ရပါတယ်။ဒါတော့ကျိုးဖြစ်ပါတယ်။ကျိုးမပေါ် Dyson ဒါ dryer ဖြစ်ပါတယ်။ပြီးရင်ပါတယ် accessory တွေပါမလဲကြည့်လိုက်ရအောင်ဒါကပါလဲတော့မသိဘူးစမ်းခဏနေမှာစမ်းသုံးကြည့်မှာဖြစ်ပါတယ်တရယာကိုအဲ့လိုတရယာကအလိုမို့လို့ရပါတယ်ဒီနားမှာနောက်တစ်မျိုးပါသူရဲ့head မတူတဲ့ head နောက်တစ်မျိုးဖြစ်ပါတယ်။ဘယ်လိုသုံးရမလဲဆိုတော့မသိသေးပါဘူး။နောက်တစ်မျိုးကိုပြန်ဖွင့်ကြည့်ပါတယ်။ဒီမှာကတော့ head 3မျိုးတော့ပါပါတယ်။ဘယ်လိုလုပ်ရမလဲတော့မသိပါဘူး။အဲ့ဒါကိုခက်စဉ်းစားနေပါတယ်ဘယ်လိုသုံးရမလဲဆိုတာကိုဒါတော့အသုံးအဝင်ဆုံးဖြစ်ပါတယ်ဒါတော့ head ပုံစံအမျိုးအများကြီးပါတဲ့ဟာမျိုးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်